ကရင်ဆိုင်ရခက်ခဲမယ်လို့တွေးနေကြတဲ့ Joshua Ban ကိုသူကအနိုင်ခဲ့တာ။ဒါကြောင့်မလို့ဒီကောင်နဲ့ပြန်ပြီးတော့မကြေပွဲနှွှဲကျင်နေဆိုပြီးဆိုလာတဲ့ American Fighter မင်္ဂလာပါပရိသတ်များရှင် Fighting Spirit Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျမတို့ရဲ့ Fighting Spirit Channel ကဆိုရင်MMAနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုမစခင်မှာကျမတို့ရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါရနော်။ Joshua Ban ပွဲပြီးမှာ Joshua Ban ပွဲအကြောင်းကိုမှတ်ချက်ပေးနေတဲ့ fighter တွေထဲမှာသူနဲ့ထိုးတက်ခဲ့ဘူးတဲ့ fighter တွေလည်းပါပါတယ်။အဲ့ဒီ fighter တွေထဲမှာ Joshua Ban နဲ့ထိုးတက်ခဲ့ဘူးတဲ့ Charles Johnson, Brandon Rival, UFC ပြင်ပကဖြစ်တဲ့ Devin Jackson တို့လည်းပါဝင်ပါတယ်။ဒီနေ့ဦးစားပေးပြီးပြောချင်တဲ့အကြောင်းအရာကတော့ Devin Jackson ရဲ့အကြောင်းပဲဖြစ်ပါတယ်။ Joshua Ban နဲ့ Devin Jackson တို့က2020တုန်းကထိုးတက်ခဲ့ကြတာပါ။ Fan ရဲ့ Professional Fighter ဘွားတတိယမြောက်ပွဲစဉ်မှာထိုးတက်ခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီပွဲမှာ Joshua Ban က Rear Naked Choke နဲ့ရှုံးနိမ့်ခဲ့ရတာပါ။ဒါကိုဒီ fighter ကလက်ရှိအချိန်မှာ Joshua Ban UFC ရဲ့ champion ဖြစ်လာတဲ့အချိန်မှာတော့သူကပြန်ပြီးဒီအကြောင်းအရာတွေကိုလေလုံးပြန်ထွားလာခဲ့တာပါ။သူကတော့အခုလိုမျိုးပြောဆိုသွားခဲ့တာပါ။ဟဲ့အောင်ရေ UFC မှာ champion ဖြစ်နေတဲ့ Joshua Ban ဆွဲကောင်ငါအနိုင်ပြထားနိုင်ခဲ့တာ။အားလုံးမျှော်လင့်ထားလိုမျိုးခပတ်ရသွားတာတော့ဂုဏ်ပြုပါတယ်။ဒါမဲ့လည်းငါမျှော်လင့်ထားတဲ့ပွဲမျိုးတော့ဖြစ်မလာခဲ့ဘူး။ဘာပဲဖြစ်ဖြစ်လေးစားပါတယ်ဂုဏ်ပြုပါတယ်ဆိုပြီးပြောဆိုသွားခဲ့တာပါ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာလည်းသူက Joshua Ban ဆိုတာငါအနိုင်ထားတဲ့ကောင်ဒီကောင်နဲ့ငါမကြေပွဲပြန်ထိုးချင်တယ်ဆိုပြီးသူကပြောဆိုသွားခဲ့ပါတယ်။ David Jackson ရဲ့ပြောစကားတွေကိုမြန်မာဖိသက်တွေအပြင်နိုင်ငံတကာဖိသက်တွေကပါဝေဖန်နေကြတာပါ။ Joshua Ban ကတော့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးထွေးတုံ့ပြန်ထားခြင်းတော့မရှိသေးပါဘူး။လက်ရှိအချိန်မှာတော့ Joshua Ban ကသူ့အနေနဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုဆက်လက်လုပ်ဆောင်နေပါတယ်။ David Jackson ဟာ UFC က fighter မဟုတ်တဲ့အတွက်ကြောင့်သူ့ရဲ့ပြောစကားတွေကလည်းဘောင်မဝင်နေပါဘူး။ Joshua Ban နဲ့ထိုးသက်ချင်လို့ရှိရင်သူက UFC လို့အဖွဲ့အစည်းမျိုးကိုပထမဆုံးရောက်ရှိလာအောင်စူးစမ်းရမှာပဲဖြစ်ပါတယ်။ရောက်ရှိလာပြီးရင်လည်းသူက ranking နဲ့ဝင်အောင်အသေးအတန်စူးစမ်းရအောင်ပါပါ။ဒါကြောင့်မလို့ဒီအခင်းချင်းကလုံးဝဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။နောက်ပွဲဒီမှာတော့ Joshua Ban က Japan fighter Tatsuro Taira နဲ့ပဲထိုးသက်ရမှာလား။တနင်္ဂနွေနေ့မှာထိုးသက်ရမယ့် Brandon Rival နဲ့မာနယ်ကတ်တို့ပြိုင်ပွဲကနေနိုင်တဲ့ fighter နဲ့ပဲထိုးသက်ရမလားဆိုတော့ရင်ခုန်စိတ်လှုပ်ရှားပွဲစောင့်ကြည့်သွားရမှာပါ။ Joshua Ban ကလည်း promotion ဘက်ကနေပွဲတည်လာတဲ့ fighter နဲ့ထိုးသက်ဖို့ဝင်လေးနေမှာမဟုတ်ဘူးဆိုပြီးသူကပြောဆိုသွားခဲ့ပါတယ်။ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားအောင်ပါပါ။ဗီဒီယိုကိုကျမနဲ့သူအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းကျမတို့ရဲ့ channel မှာဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။